မင်းကလေးတယောက်ဟာနှစ်တော်တော်ကြာဝေးကွာနေတဲ့အဖွားစီကိုသွားဖို့ယထာတစည်းပေါ်မှာတယောက်တည်းခီးနေလာခဲ့တဲ့လမ်းမှာဘေးခုံကလူရဲ့ဖုန်းထဲကထွက်လာတဲ့ရင်းနှီးနေတဲ့အတန်တစ်ခုကြောင့်သူမအံ့ဩသွားရတယ်အဲ့ဒါသူမအဖွားရဲ့အတန်ဖြစ်နေလို့ပါဒါပေမဲ့ဘေးကလူကတော့ဒီမင်းကလေးကိုဘာမှဂရုမစိုက်ခဲ့ဘူးယထာဘူတာစီဆိုင်ရောက်တဲ့အခါအပေါ်ကပစ္စည်းတစ်ခုပြုတ်ကျပြီးမင်းကလေးရဲ့ခေါင်းကိုမှန်တော့မဲ့အချိန်မှာပဲအဲ့ဒီလူကဖြတ်ခတ်တက်ကြွစွာနဲ့ဖမ်းပေးလိုက်တယ်ဒီလိုကူညီလိုက်တာကိုကြည့်ပြီးဒီစပင်ဝါဝါနဲ့လူဟာလူဆိုးတော့မဟုတ်တော့ဘူးလို့မင်းကလေးကတွေးမိသွားတယ်ယထာဘော်ကဆင်းတော့အဖွားအိမ်ကိုရှာရမှာမို့သူမဟာအဲ့ဒီလူနောက်ကိုတိတ်တဆိတ်လိုက်သွားမိတယ်အဲ့ဒီလူကရိပ်မိသွားတဲ့အခါမင်းကလေးကသူ့ကိုလိုက်ပိုးပန်းနေတယ်လို့ထင်ပြီးငါ့ကိုလာမျောလင့်မနေနဲ့မင်းတို့ရိုးရိုးအေးအေးမင်းကလေးတွေကိုစိတ်မဝင်စားဘူးလို့နှာခေါင်းရှုံပြီးပြောလိုက်တယ်မင်းကလေးကရှေ့ဆက်တိုးပြီးသူ့အိတ်ကိုဆွဲထားလိုက်တဲ့အခါမှာတော့ထိုလူစိတ်မရှိတော့ပဲငါ့ကိုတကယ်ကြိုက်ရင်လဲတန်းစီပြီးနမက်ယူဦးလို့ခနဲ့တဲ့ပြောပြန်တယ်ဒါနဲ့မင်းကလေးကသူမဟာလမ်းနောက်ရောင်ခံလိုက်နေတာမဟုတ်ပဲအဖွားအိမ်သွားခြင်းလို့လမ်းမေးတာဖြစ်ကြောင်းလက်ဟန်ချေဟန်နဲ့အသေးအတန်ရှင်းပြရတော့တယ်အဲ့ဒီတော့မှထိုလူလဲသူ့ကြီးကျယ်အထင်လွဲတော်မှန်းသိလိုက်ရတာပါမင်းကလေးပြတဲ့လိပ်စာကိုကြည့်လိုက်တော့သူပို့ပြီးအံ့ဩသွားရပြန်တယ်။ဘာလို့လဲဆိုတော့သူမအဖွားကသူ့အိမ်ရဲ့ဘေးအိမ်ကအိမ်နီးနားချင်းဖြစ်နေလို့ပါအိမ်ကထွက်လာတာ။အခုတော့အိမ်ကိုမရီတယောက်ခေါ်လာတယ်လို့ဖြစ်နေပြီလို့တိုးတိုးလေးရေယိုရင်းပစ္စည်းတွေကိုကူးတယ်ပြီးအဖွားအိမ်ကိုခေါ်သွားပြီးခဲ့တယ်။အဖွားဖြစ်သူကဒေါသတကြီးနဲ့အပြင်ထွက်လာပေမဲ့နှစ်အတော်ကြာပျောက်နေတဲ့မြင်းမလေးကိုမြင်လိုက်ရတဲ့အခါမှာတော့စွန့်သွားပြီးနှစ်ယောက်သားဖက်လဲတကင်းငိုကြပါတော့တယ်။ထိုလူကတော့ဒီလိုဝမ်းနေစရာမြင်ကွင်းတွေကိုမကြည့်ချင်တာကြောင့်မျက်ရည်မကျအောင် secret တလိပ်တောက်ရင်တခြားစီကိုလှည့်ကြည့်နေလိုက်တယ်။နောက်နေ့မှာမင်းကလေးကကျေးဇူးတင်တဲ့အနေနဲ့ပဲနောက်ဟင်းချိုချက်ပြီးသူ့စီသွားပေးတယ်သူမကိုမြင်တာနဲ့ထိုလူအပြင်ထွက်လာတဲ့အခါသူမကကြောက်ပြီးနောက်ကိုနှစ်လမ်းလောက်ဆုတ်သွားမိတယ်ဆိုင်ထဲမှာပူလို့ဒီမှာခဏနေခိုင်းလိုက်တာလို့အဖွားကမှားလိုက်ကြောင်းသူမကပြောပြတယ်သူကမင်းကလေးကိုအပေါ်ထက်ကိုခေါ်သွားပြီးအခန်းထဲမှာပဲဖြစ်ဖြစ်ဝရန်တာမှာပဲဖြစ်ဖြစ်အေးစစ်စစ်နေပြင်းရင်ကြည့်ပြီးကြည့်လို့ပြောခဲ့တယ်စပွဲပေါ်ကလှပတဲ့လက်ပြပုံလေးကိုမြင်တော့မင်းကလေးကမနေနိုင်ပဲလက်ပြလေးရဲ့အောက်မှာပန်းပွင့်လေးတွေအများကြီးထပ်ဖြစ်ပြီးဆွဲလိုက်မိတယ်အဲ့ဒီအချိန်မှာထိုလူရဲ့တငယ်ချင်းရောက်လာပြီးသူကစိတ်တူတက်တဲ့ပစ္စည်းတွေပျက်စီးရင်ပြဿနာတက်လိမ့်မယ်လို့ပြောလိုက်တာကြောင့်မင်းကလေးကြောက်ပြီးတုန်နေခဲ့တယ်ထိုလူအပေါ်တက်လာတဲ့အခါမင်းကလေးကငိုပြီးတောင်းပန်တော့တာပါပဲခွင့်မတောင်းပဲကြိုင်မိတာတောင်းပန်ပါတယ်လို့ပြောပြီးကြောင်းသွားစရာရှိတယ်ဆိုကအမြန်ပြေးထွက်သွားခဲ့တယ်တကယ်တော့ထိုလူကစိတ်မဆိုးတဲ့အပြင်မင်းကလေးကိုကြောက်အောင်လုပ်မိလို့ကိုအပြစ်တင်နေခဲ့တာပါညနေပိုင်းမှာသူကိုယ်တိုင်ကြောင်းရှိကိုတွားချုပ်ပြီးကြောင်းပြောင်းမှုကိစ္စအကူအညီပေးမယ်လို့ပြောခဲ့တယ်မင်းကလေးကကြောက်နေသေးပေမဲ့သူကလက်ကိုတင်းဆွဲပြီးခေါ်သွားခဲ့တယ်ဒါကိုသူ့ကိုသဘောကျနေတဲ့နေဟာဆိုတဲ့မင်းကလေးကမြင်သွားပြီးနင်ကဘသူမို့လို့သူ့လက်ကိုကန်ရတာလဲလို့အော်ဟစ်မင်းမြန်းပါတော့တယ်ထိုလူကတော့ပြက်ပြက်တသားပဲနေဟာမင်းတောင်ပန်မဖြတ်နဲ့စီးကြုံမလားနဲ့ဒီမင်းကလေးကိုတခုခုလုပ်ရင်ငါမင်းကိုအလွတ်မပေးဘူးလို့သတိပေးလိုက်တယ်ကားပေါ်ရောက်တော့မင်းကလေးကကြောက်ပြီးကားထောက်မှာကပ်နေရှာတယ်ထိုလူကလေတန်အေးလေးနဲ့အဲ့ဒီနေ့ကငါမင်းကိုစိတ်မဆိုးပါဘူးမင်းကောင်းလေးကိုပူပေးခြင်းယုံတင်ပါလို့ရှင်းပြပြီးသူမဆွဲထားတဲ့ပန်းပွင့်ပုံလေးတွေကိုအရန်သဘောကျကြောင်းပြောလိုက်တဲ့ခါမှာတော့မင်းကလေးရဲ့မျက်ဝန်းလေးတွေဟာချက်ချင်းဆိုသလိုတောက်ပဝင်းလက်သွားပါတော့တယ်